အကြအယုံဆုံးလုပ်ခဲ့ပေမဲ့ကဘာဘူးရွှမ်းမှုနေစေဖြစ်တဲ့ဂီတကိုဖန်တီးခဲ့တဲ့လူကိုအားလုံးမသိကြပါသလားသူကတော့လူဒိုဖန်ဖီတိုပင်ပဲဖြစ်ပါတယ်အနည်းဂျာမနီနိုင်ငံဘိုးမြို့မှာမွေးဖွားခဲ့ပါတယ်ဖီတိုပင်ရဲ့ဖခင်ဖြစ်သူဂျိုဟန်ဖီတိုပင်ဟာဆိုလို့ရှိရင်ဒီသူ့သားဘောနော်မိုးဆက်ကဲသူဂီတပညာရှင်တယောက်ဖြစ်လာစေဖို့အပြင်းထန်ကိုလေ့ကျင့်စေတယ်ငါလူတွေကဆိုတက်စပန်တော့လို့အညီပြောင်ခေါ်တယ်ဘောနော်အတိတ်ဖေခါတော့စပင်ကောင်းလို့ပြောရမလားဘောနော်ဘာလို့လဲဆိုရင်ဖီတိုပင်ကဂျပန်လူမျိုးတွေလိုမျိုးအသားဖြူရာတွေပိုင်းမရှိဘဲနဲ့အသားညိုတဲ့စပင်ကလည်းမဲတာချောင်းဖြစ်တယ်သူ့ရဲ့အတွင်မီဟာစပိန်လူမျိုးတွေနဲ့ဆင်တာမို့လို့သူကို The Spanish လို့ညီပန်းခေါ်ကြတာပဲဖြစ်တယ်။အဲဒီခေတ်မှာရန်နာမည်ကြီးနေတဲ့မိုးဆက်ဂီတပညာရှင်တယောက်စီမှာပညာသင်ကြားဖို့အတွက်ဗီယက်နာမြို့ကိုထွက်လာခဲ့တယ်။သူရောက်ပြီးသိမကြဘူးသူမိနေမကောင်းဖြစ်တော့သူကဂျာမနီနိုင်ငံဘိုးမြို့ကိုပြန်လာခဲ့ရတယ်။နားနေကြပြီနောက်သူကဗီယက်နာမြို့ကိုပြန်လာတဲ့အချိန်မှာတော့မိုးဆက်ကကွယ်လွန်သွားပြီပဲဖြစ်တယ်။အင်ဂျောဖီတိုပင်ကမိုးဆက်နဲ့အတူဂီတပညာကိုသင်ယူဖို့စိတ်ကူးအိမ်မက်တိခါမအောင်မြင်လိုက်ဘူးဖြစ်သွားတာပေါ့နော်။1800ပြည့်နှစ်တင်မှာစာပြီးတော့ဖီတိုပင်ကသူ့ရဲ့ပထမအဆုံးစင်ဖိုနီတွေနဲ့ပီယနိုကွန်ဆာတိုတွေကိုဖန်တီးခဲ့တယ်။အရန်နေမေကြော်ကြတဲ့ Moonlight Sonata ကိုဆိုလို့ရှိရင်1800ခုနှစ်မှာသူကချပြခဲ့တာပဲဖြစ်တယ်။ဖီတိုပင်ရဲ့ဘဝကိုကြီးမားတဲ့အပြောင်းအလဲတစ်ခုဖြစ်ပေါ်ခဲ့ရတော့သူက1800ခုနှစ်မှာလုံးဝနားမကြားတော့ခြင်းပဲဖြစ်တယ်။သူကဒီအကြအယုံဘာကြောင့်ဆုံးရှုံးသွားလဲဆိုတာတော့ဒီနေ့ထိထင်ရှားတဲ့သက်သေအထောက်အထားမရှိဘူးပေါ့နော်။ဒါပေမဲ့လေဒီခင်မိတဲ့ဒီ DNA နိပညာရေးနဲ့ဒုက္ခနာကိုမှရှိရတွေကိုလေ့လာကြည့်ရခါကျတော့ဒုက္ခနာကိုမှခေတဲ့ပမာဏများပြားနေပြီးတော့တခြားကျန်းမာရေးပြဿနာတွေရှိနေအောင်တွေ့ရပါတယ်1824ခုနှစ်မှာတင်ဆက်ခဲ့တဲ့ဒီ O2 Join ဆိုတဲ့တခြင်းဟာဆိုလို့ရှိရင်တခြင်းဆိုလူများနဲ့တိုင်မြိုင်အဖွဲ့ကိုပထမဦးဆုံးအချိန်ပေါင်းဆက်ထည့်သွင်းပြီးတော့လူသားချင်းစာနာမှုကိုခုံပြုတဲ့တန်ဆောင်တီးတခြင်းပဲဖြစ်တယ်ပေါ့နော်အဲ့ဒီတခြင်းဟာဆိုလို့ရှိရင်အလင်းနဲ့အမှောင်အားပြိုင်ရတဲ့သေးသွားမျိုးဖြစ်ပါတယ်နောက်ထပ်လေးကြော်ကြားတဲ့ဒီသူ့ရဲ့ဂီတလက်ရာတွေကတော့အများကြီးရှိတာပေါ့နော်အဲ့ဒီပြောချင်တာသူ့ရဲ့အကောင်းဆုံးဂီတလက်ရာတွေကိုသူလုံးဝနားမကြားတဲ့အချိန်မှဖန်နီးခဲ့တာဆိုလို့ရှိရင်တော့အားလုံးလေးစားသားကြပြီရွေးမလားပြောချင်တာကတော့ဒီဗီဒီယိုပင်ရဲ့အကြအယုံဆုံးရှုံးမှုကသူ့ရဲ့ဂီတဖန်တီးနိုင်စွမ်းကိုမတားဆီးနိုင်ဘူးဆိုတာပါပဲအခုဒီတီးလုံးကလေးဟာဆိုလို့ရှင်လေဗီဒီယိုပင်ရဲ့လက်ရာရေးရမှာဖာအလီဆာလို့ခေါ်တဲ့ပီယနိုလက်ရာလေးတစ်ခုဖြစ်တယ်ပေါ့နော်ဒီတီးလုံးလေးဟာဆိုလို့ရှင်ဗီဒီယိုပင်ရဲ့တူလက်ထက်လိုတဲ့အမျိုးသမီးလေးတယောက်တည်းရည်ရွယ်ပြီးတော့ရေးသားခဲ့တာလို့ဆိုရဲသို့တော့သူဘသူအတွက်ရည်ရွယ်ပြီးတော့ဒီရေးဆက်ခဲ့လဲဆိုတာတော့ဗီဒီယိုပင်သားလေးအတီးဆုံးဖြစ်လိမ့်မယ်ပေါ့နော်1829ခုနှစ်မတ်လ26မှာတော့ဗီဒီယိုပင်တယောက်အသက်59နှစ်မှာပဲဗီယက်နာမြို့မှာကွယ်လွန်ခဲ့ပါတယ်။သူကွယ်လွန်ခဲ့တဲ့အကြောင်းရင်းကတော့အရက်ချောက်ဖြစ်တဲ့အသေးချောက်ယောဂနဲ့ပြီးတော့ဆက်နေတဲ့အသေးတဲ့ဘက်တီးရီးယားဘူးဝင်ခြင်းတွေကြောင့်ပဲဖြစ်ပါတယ်။ဗီဒီယိုပင်တယောက်မရှိတော့ပဲမဲ့လေပေါ့နော်။သူ့ရဲ့ဒီဂီတအတန်ဟာဆိုလို့ရှိရင်ကဘာဘူးဆက်လက်ပြီးရယနေ့ထိတိုင်းဒီခတ်နေစေပဲဖြစ်ပါတယ်။